အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျဲဦးလေးကိုစီပြန်လေးချက်ပါမယ်အချောက်လေးကိုခရမ်းကြီးလေးနဲ့ချက်ပါမယ်ရှင်ပြုတ်ထားတဲ့ကျဲဦးလေးတွေကိုခွာပြီးအကျော်လေးတင်းသွားအောင်စီနဲ့ကြော်ပေးပါရရှင်ကျဲဦးလေးတွေကိုကြော်တာအသားလေးတွေတင်းသွားပြီဆိုရင်တော့ဆယ်ထားလိုက်ပြီးကျက်သွန်အဖြူနီမြေသည့်အရောင်ပင်မုတ်ထောင်းထားတာလေးကိုစီတတ်ပါတယ်ရှင်မယုတ်သီးစီတက်နေတဲ့အချိန်မှာပဲအရသာအတွက်ကိုလည်းချုံမုံစားရယ်ဟင်းလေးမှုန့်နေဖို့မဆလာလေးကိုလည်းထည့်ပြီးတခါတည်းစီတက်ပါတယ်စီတက်နံလေးမှုလာပြီဆိုရင်တော့ကြော်ထားတဲ့ကျဲဦးလေးတွေကိုထည့်ပါတယ်ကျဲဦးလေးတွေကိုအရသာအစုံဝင်အောင်အတွက်ရေလေးလေးနည်းနည်းထည့်ပါတယ်ရှင်ကျဲဦးစီပြန်လေးစားလို့ရပါပြီရှင်စားကြပါအောင်နောက်တစ်မျိုးထပ်ချက်ပါအောင်မယ်ရှင်ခရမ်းကြီးလေးနဲ့ငချောက်ကလေးနဲ့ချက်ပါမယ်ငချောက်လေးတွေကိုခုတ်ထည့်ပြီးတော့ရေကိုတစ်နာရီလောက်စိမ်ထားပါတယ်ရှင်ငချောက်ကငန်းတဲ့အတွက်အငန်းလေးထွက်အောင်လုပ်ပါခရမ်းချင်းကြက်လေးကိုအရင်ချက်ပါမယ်ခရမ်းချင်းလေးကိုပပလှီးပါတယ်အစီလေးတွေတော့မပါဘူးပေါ့ကျမတို့ကညှစ်ထုတ်ပြပါတယ်ကျက်သွန်အဖြူနီကိုပပလှီးထည့်ပါတယ်ရုပ်သည့်အရောင်တင်မှုံလေးထည့်ပါတယ်ချုံမုံလေးနည်းနည်းထည့်ပါတယ်စီထည့်ပြီးတော့တည်လိုက်ပါတယ်ရှင်စနေမုံလေးလည်းနည်းနည်းထည့်ပါတယ်ခရမ်းချင်းလေးတွေအီပြီးတော့ပျော်သွားပြီဆိုရင်တော့စိမ်ထားတဲ့ငချောက်လေးတွေကိုစစ်ထည့်လိုက်ပါတယ်ရှင်
ချောက်ကလေးနူးဖို့ရေလေးနည်းနည်းထည့်ပါတယ်ရှင်ငါချောက်ကိုခရမ်းကျင်လေးနဲ့ချင်းချင်းဆက်ဆက်လေးချက်တဲ့အတွက်ကြောင့်ကျဲဦးကြတော့အချိုချက်လေးပဲချက်လိုက်ပါတယ်ဒီနေ့ကတော့ထမင်းစားကောင်းတဲ့နေ့ပေါ့ရှင်ရာသီဥတုပူတဲ့အတွက်ကြောင့်အဲ့လိုမျိုးတွေလှုပ်ရှားကြည့်ပါထမင်းစားကောင်းပါတယ်တခြားကလေးတွေနူးကန်ဒီစီပြန်ကန်ဒီမှာငရုတ်သီးစိမ်းလေးထည့်လိုက်ပါတယ်ရှင်တခြားကရေစိမ်းနှမ်းများသွားလို့မြည်ကြည့်တဲ့အခါမှာနည်းနည်းလေးပေါ့နေလို့စားနည်းနည်းထပ်ထည့်ပါတယ်ရှင်အခုဆိုရင်တော့စားလို့ရပါပြီကျက်သွားပါပြီစားကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေနောက်ထပ်လည်းပြန်တွေ့ပါအောင်မယ်တတ်တာ